Real Madrid ကိုဖြုတ်ချပြီးဖလားတစ်လုံးယူခဲ့တဲ့ Barcelona ပရိသတ်များဝဲပင်လာများဝိုင်းချန်ထေတန်စပေါ့ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်။ Real Madrid နဲ့ Barcelona ရဲ့ဟာအများနဲ့ရှင်ပြိုင်လာကြတဲ့ပြိုင်ပွဲနှစ်သိန်းဖြစ်ပြီးသူတို့အကြားကပြိုင်ဆိုင်မှုကလည်းအများနဲ့ပြင်းထန်ပါတယ်။ဒီလိုနှစ်သိန်းကဖလားပွဲဖိုင်နယ်မှာထိတိုက်တွေးဆုံနေတဲ့ဆိုရင်ဘယ်လောက်အထိအကျိတ်နဲ့ရှင်ပြိုင်ကြမလဲဆိုတာလည်းကြိုတင်ခံမှန်းလို့ရနေပါတယ်။ဒီတော့မှာဆော်ဒီမှာကျင်းပပြုလုပ်ခဲ့တဲ့ Spain Super Cup Final မှာ Barcelona နဲ့ Real Madrid တို့ထိတိုက်တွေးဆုံခဲ့ကြပြပါတယ်။ Barcelona က Semi Final မှာဘီဘာအိုအသင်းကို 5-0 နဲ့အပြတ်သက်နိုင်ရခဲ့တယ်လို့ Real ဘက်ကလည်း Atletico ကို 2-1 နဲ့နိုင်ရရှိခဲ့တာပါ။ Final မှာတော့ Barcelona က Real ကို 3-2 နဲ့နိုင်ရရှိပြီးချန်ပီယံဖြစ်အောင်ပွဲခံနိုင်ခဲ့ပါတယ်။ Brian ကတော့မြင်တွေ့နေကြ El Clasico အတိုင်းအပြန်အလှန်သွင်းဂိုးတွေကိုမြင်ခဲ့ရပါတယ်။ပွဲချိန်အစောပိုင်းတွေမှာတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်သွေးလို့ဆန်းနေကြရကနေ Barcelona အတွက် Rafinha က36မိနစ်မှာဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ဒါကို Real ကချက်ချင်းတုံ့ပြန်ပြီး Vinicius ကခြေပါဂိုးရယူပေးခဲ့ပါတယ်။ Robert Lewandowski က Brian ပြီးကနောက်ထပ်တစ်ဂိုးထပ်သွင်းလိုက်ပြန်တော့လေ Real အတွက် Gonzalo Garcia ကချက်ချင်းတုံ့ပြန်ပြီးခြေပါဂိုးသွင်းယူပေးခဲ့တာကြောင့် Brian က2-2 နဲ့တေချနေခဲ့ပါတယ်။ဒုတိယပိုင်းမှာပွဲကိုအဆုံးဖြတ်ဖြစ်သွားစေခဲ့တာကတော့ Rafinha ရဲ့သွင်းဂိုးဖြစ်ပါတယ်။ Rafinha က Final မှာကိုသွင်းယူရင်သူဟာတရားဒီတဲ့ခြေစွမ်းပြတဲ့သူမျိုးမဟုတ်ကြောင်းတရားကနေအကောင်းဆုံးပြန်လာပြီးတက်တည်ပြခဲ့ပါတယ်။ Hansi Flick ကသူတာဝန်ယူနေတဲ့ကာလာအတွင်းမှာ Barcelona ကိုတမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဖြင့် El Clasico Final 3 ပွဲဆက်တိုက်နိုင်ရရှိစေခဲ့ပါတယ်။ Hansi Flick နဲ့ Barcelona ဟာနောက်ထပ်လည်းအနိုင်ယူစရာဖလားတွေကျန်ရှိနေသေးပြီးပြီးခဲ့တဲ့ရာသီကအောင်မြင်မှုတွေကိုနောက်တစ်ချိန်ပြန်ပြီးတော့လှုပ်ဆောင်ပြနိုင်ဖို့ဆက်လက်စ조사သွားမှာဖြစ်ပါတယ်။ကျေးဇူးပေးခဲ့တာကျေးဇူးတင်ပါတယ်။